ကျွန်တော်ထမင်းစားတယ်ဒီစာကြောင်းကို English လို့ဘယ်လိုရေးမလဲဒီစာကြောင်းက sentence ပေါ့နော် sentence ရိုးရိုးဝကျစာကြောင်းဖြစ်တဲ့အတွက်သူ့ရဲ့ပုံစံကဘယ်လိုလာမလဲဆိုရင် as we o ပုံစံတိုင်းလာမယ်ပေါ့နော် s ကကြတော့ subject ကိုပြောတာ v က verb o ကကြတော့ object s က subject ဆိုတာကစာစံရန်ပြောရင်တော့ subject ဆိုတာကကတာဝီဘတ်ပေါ့နော်ကတာဝီဘတ်နားလည်လွယ်အောင်ပြောရရင် subject ဆိုတာပြုလုပ်သူကိုပြောတာစာကြောင်းတစ်ကြောင်းရဲ့အစမှာရှိတဲ့ပြုလုပ်သူကိုရည်ညွှန်းတယ် verb v ကကြတော့ဗာလဲဆိုရင် verb verb ဖြစ်တယ် o ကကြတော့ object object v ကဗာလဲဆိုရင် verb ဆိုတာတရားလို့ဆိုရင်တော့ကရိယာပေါ့နားလည်လွယ်အောင်ပြောရရင်စကားပြောတဲ့အခါမှာသွားတယ်လာတယ်စားတယ်အဲ့လိုဒီနဲ့ဆိုရင်စာစံပြောရင်တော့သွားသည်လာသည်စားသည်ဒီနဲ့ဆိုတဲ့အရာလေးဒီအဲ့ဒါ verb ဖြစ်တယ်ပေါ့အဲ့တော့ဒီမှာ object ကကြတော့ခံရ subject ရဲ့ပြုလုပ်ခြင်းကိုခံရရင် object သူလဲတရားလို့ပြောရရင် object ဆိုတာကံဝိဘတ်ကိုပြောတာပေါ့နော်အဲ့တော့ subject ကပြုလုပ်သူ verb ကကရိယာဒီthey နဲ့ဆိုရင် object ကကြတော့ခံရတာပေါ့ဒါဆိုရင်အရင်ဆုံးဒီပြီးထားတဲ့ဝါကျမှာအခုလိုမျိုး subject verb object အရင်ခွဲကြည့်မယ်ကျွန်တော်ထမင်းစားရဲဆိုတဲ့စာကြောင်းမှာ subject ကပြုလုပ်သူကဘာဖြစ်မလဲဟုတ်တယ် subject ကကျွန်တော်ပေါ့နော် subject ကကျွန်တော်ထမင်းကကြတော့ဒါဘာဖြစ်မလဲထမင်းကဘာဖြစ်မလဲထမင်းက verb ဖြစ်မလားထမင်းကကျွန်တော်ကထမင်းကိုစားတယ်ဆိုတော့ထမင်းကစားခြင်းခံရတာဖြစ်တဲ့အတွက်ထမင်းကဒီမှာ verb မဟုတ်ပါဘူး object ပါဒါဆိုရင်စားတယ်ခုနကပြောထားတယ် ဒီနဲ့ဆုံးတယ်စားတယ်စားသည်ဆိုတာအဲ့ဒါပါလေ verb ဒါဆိုရင်ပြီးထားတဲ့ဝါကျပုံစံကိုကြည့်လိုက်မြန်မာလိုက SOV ဖြစ်နေတယ်အင်္ဂလိပ်စာမှာက SVO ဆိုပြီးသွားတာဒါကြောင့်မို့သူ့ကို SOV ဖြစ်နေတာကို SVO ပြန်ပြောင်းရမှာပေါ့ဒါဆိုရင်ဒီနှစ်ခုကိုလဲရမယ်ပေါ့နော်ကျွန်တော်စားတယ်ထမင်းဖြစ်သွားမှာပေါ့နော်တကယ်တော့အင်္ဂလိပ်စာမှာအင်္ဂလိပ်နဲ့မြန်မာတော့အဲ့လိုကွာခြားတယ်ပေါ့နော်အင်္ဂလိပ်လိုကကျွန်တော်ထမင်းစားတယ်ဆိုရင်မြန်မာလိုကကျွန်တော်ထမင်းစားတယ်ဆိုရင်လည်းလိုကြတော့အိုက်တိုင်းထိုက်ရိုက်နေလို့မရတော့ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အရင်ဆုံးဒီစကားလုံးမြန်မာလိုဒီကို English လိုပြောင်းကြည့်မယ်ကျွန်တော်ဆိုတာက English လိုဗာလဲ I မြန်မာစကားမှာဆိုရင်တော့ကိုရည်ညွှန်းတာမထူကြဘူးပေါ့နော်တဲ့နေ့တည်းဒါကြောင့်လို့ဆိုရင်ကျွန်တော်အင်္ဂလိပ်ဆိုရင်ကျွန်မငယ်လေးဆိုကိုရည်ညွှန်းသမီးသားဘုန်းကြီးဟန်းနာရီနဲ့တွေ့ရင်ဟန်းတန်ငါရီနဲ့တွေ့ရင်ကိုတပည့်တော်အဲ့လိုတွေပြောရဆိုရင်လည်း English မှာကကြတော့တခုတည်းသောအရာကကိုရည်ညွှန်းရင်ဘလိုလူနဲ့ပဲပြောတငယ်ချင်းနဲ့ပြောလူနဲ့ပဲပြောကိုရည်ညွှန်းရင်ပါလေအိုင်နဲ့ထမင်းကတော့တည်ပြီးသားပါလေI see rice စားတွေက half လေးရှိတယ်နောက်တစ်ခုကပါလေ EAT လို့လည်းမယ်နော်ဒီနေရာမှာ EAT လေးဆိုပါမယ်အဲ့တော့ I rice eat နေရပေါ့မြန်မာလိုကဒါကမြန်မာလိုတိုင်းပြန်စီထားတာဒါပေမဲ့ English လိုကလူပြန်စီရမှာ SVO ပုံစံတိုင်းပြန်စီရမှာအဲ့တော့ subject ကဒီမှာပါလေ I verb ကဒါလေ eat ဟုတ်တယ် verb က eat object ကပါလေ rice 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 အဲ့ဒါမို့ I eat rice ဖြစ်သွားတယ်ကျွန်တော်ညီမတို့ဆိုကျွန်တော်ထမင်းစားတယ် English လို့ဆိုရင် I eat rice ဖြစ်သွားမယ် I rice ဒီလိုမျိုးเนาะ I eat rice လို့ရေးမယ်အဲ့လိုလေးဝါချပါတယ်အဲဒါညီမတို့တရက်ပြန်နာပေါ့เนาะ English လို grammar နည်းကြောင့်ဒီလို sentence ဒီစာပုံလေးတွေဒီထားဖို့ပါလေအရေးကြီးတယ်ဒါမှသာနာမည်ငယ်ရေးနိုင်မှာပေါ့เนาะ
ဒါဆိုရင်နောက်ထပ်ဘလို့အကြောင်းအရာလေးတွေကိုရှင်းပြစီစဉ်လဲဆိုတာကို comment မှာရေးပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါသူရှင်ရဲ့ဒီနေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်